တရားကိုသူတို့မြတ်စွာဘုရားပြောတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီအရိယသစ္စာ၄ပါးမှာလည်းပဲဒုက္ခဆိုတဲ့အရိယသစ္စာသမုဒယဆိုတဲ့အရိယသစ္စာនិရောဓဆိုတဲ့အရိယသစ္စာမဂ္ဂဆိုတဲ့အရိယသစ္စာဒီအရိယသစ္စာ၄ပါးတရားကိုသောညောင်ပြောတန်ကြားမိဦးကြမှာပါကြားတဲ့အခါမှာတော့အခုနတော့ရွတ်ပြသွားတယ်လို့တော့ဟုတ်ကောင်းမှာဟုတ်မယ်ဒုက္ခဆိုတဲ့အရိယသစ္စာဒုက္ခအရိယသစ္စာသမုဒယဆိုတဲ့အရိယသစ္စာကိုတော့သမုဒယအရိယသစ္စာនិရောဓဆိုတဲ့အရိယသစ္စာကိုတော့និရောဓအရိယသစ္စာမဂ္ဂဆိုတဲ့အရိယသစ္စာကျတော့မဂ္ဂအရိယသစ္စာဒုက္ခအရိယသစ္စာသမုဒယအရိယသစ္စာនិရောဓအရိယသစ္စာမဂ္ဂအရိယသစ္စာလို့အဲ့ဒါလို့တော့ကြားမိဘူးကောင်းမှကြားမိကြမှာပါကြားမိကြမှာကတော့ဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာလို့ကြားမိကြမှာပါဒုက္ခသစ္စာနဲ့ဒုက္ခအရိယသစ္စာဘာထူးလဲသမုဒယသစ္စာနဲ့သမုဒယအရိယသစ္စာဘာထူးလဲនិရောဓသစ္စာနဲ့និရောဓအရိယသစ္စာဘာထူးလဲမဂ္ဂသစ္စာနဲ့မဂ္ဂအရိယသစ္စာဘာထူးလဲလို့မေးရင်တကယ်တော့ဒုက္ခသမုဒယတရားនិရောဓမဂ္ဂတွေကိုသိတယ်လို့ဆိုပေမဲ့အရိယာဖြစ်တဲ့ဒုက္ခအရိယာဖြစ်ကိုရောက်စေတဲ့သမုဒယအရိယာဖြစ်ရောက်စေတဲ့និရောဓအရိယာဖြစ်ရောက်စေတဲ့မဂ္ဂဒါတော့မသိကြဘူးလို့ပြောမှာပဲမသိကြဘူးလို့ဆိုတာတယောက်တလေမသိတာမဟုတ်ဘူးကျွတ်တို့တသာသနာတော်လုံးမသိကြဘူးလို့ပြောမှာပါဘယ်ဆရာတော်နဲ့ဘယ်သမားတော်ကြီးဖြစ်လဲဒုက္ခအရိယသစ္စာသမုဒယအရိယသစ္စာនិရောဓအရိယသစ္စာမဂ္ဂအရိယသစ္စာမသိကြပါဘူးဘာဖြစ်လို့မသိတယ်လဲလို့မေးလို့ရှိရင်သူတို့ကအရိယသစ္စာသိတာမဟုတ်ပဲနဲ့ပရမတ္ထသစ္စာတွေပဲသိနေကြလို့လေဒုက္ခပရမတ္ထသစ္စာသမုဒယပရမတ္ထသစ္စာនិရောဓပရမတ္ထသစ္စာမဂ္ဂပရမတ္ထသစ္စာလို့ပရမတ္ထသစ္စာတွေသိနေတာလေပရမတ္ထသစ္စာကအရိယသစ္စာလားလို့မေးရင်ပရမတ္ထသစ္စာကအရိယသစ္စာမဟုတ်ပါဘူးဗျာပရမတ္ထသစ္စာကအရိယသစ္စာမဟုတ်ပေမဲ့ဒီပရမတ္ထသစ္စာသိခြင်းဒီပဲနဲ့အရိယသစ္စာသိခြင်းပါပဲလို့အဲ့ဒါလိုဖြစ်နေတယ်ဗျာအဲ့ဒါလိုဖြစ်နေတဲ့အခါကျတော့ဒုက္ခပရမတ္ထသစ္စာကိုသိကြပါတယ်အတော်များများသိကြပါတယ်အထူးအဖြင့်ပရိယတ်လို့ဆိုရင်ဖြင့်ဘုန်းကြီးတိုင်းသိတယ်လို့ပြောရမလို့ပါပဲတရားဓမ္မတွေလည်းပဲအတော်များများသိကြပါတယ်ပฏิပတ်လို့လည်းပဲပရိယတ်ဆိုတာပฏิပတ်နဲ့တိတ်ခွာတာမှမဟုတ်တာဆိုတော့ပฏิပတ်လို့လည်းသိကြပါတယ်လို့ဒီလိုပဲပြောခြင်းပါတယ်ပရမတ္ထဒုက္ခပရမတ္ထသစ္စာကိုပြောပါတယ်နော်ညီးငွေ့မှာပေါ့နော်ညီးငွေ့ရဲ့အဆင့်အထိသိတာတော့နည်းတော့နည်းမှာပါဒါပေမဲ့တချို့သိကြပါတယ်ဒုက္ခပရမတ္ထသစ္စာသိတဲ့အတွက်ဒုက္ခပရမတ္ထသစ္စာကိုညီးငွေ့တယ်ဒုက္ခပရမတ္ထသစ္စာကိုညီးငွေ့တဲ့အခါကျတော့အဲ့ဒုက္ခပရမတ်ကိုမရခြင်းအဲ့ဒုက္ခပရမတ်မျိုးဖြစ်မှာကိုစိုးရင်လေဣစေဧကတိတိလောဘကျင်တဲ့စေတသိက်ကဧကပညာတာယုတ်ကအထဝိတာလို့ဆိုရုပ်လဲပါလဲနာမ်လဲပါတယ်ဒုက္ခဖြစ်တဲ့ပရမတ္ထသစ္စာတွေကိုရှုလိုက်တာဒုက္ခဖြစ်တဲ့ပရမတ္ထသစ္စာတွေကိုညီးငွေ့ပြင်းမုန်းတယ်ဆိုတဲ့သမုဒယကွာကျသွားတဲ့အတွက်အဲ့ဒီဒုက္ခပရမတ္ထသစ္စာဖြစ်လို့မရတော့တဲ့ဒုက္ခပရမတ္ထသစ္စာတို့ရဲ့និရောဓကိုရောက်တယ်ဗျာအဲ့ဒါလိုនិရောဓရောက်တော့ဘာဖြစ်တယ်လဲလို့ဆိုတော့ရုပ်လည်းမရှိဘူးနာမ်လည်းမရှိဘူးယုတ်ဓာတ်တို့နန္ဓာတ်တို့မရှိတော့ဘူးဆိုရင်ဘာရှိလဲဆိုတော့အဲ့ဒီယုတ်ဓာတ်တွေနန္ဓာတ်တွေဖြစ်သွားတဲ့နေရာပဲရှိတော့တာပေါ့နေရာဆိုတာဟာပါဠိလိုဆိုရင်တော့အာကာသပါပဲဗမာလိုဆိုလဟာပြင်ပါပဲလဟာပြင်ပဲကြံတာပေါ့လဟာပဲကြံတယ်ဘာမှမရှိဘူးအဲ့တော့ဘာဖြစ်လို့ဆိုရင်တော့ဒုက္ခပရမတ္ထသစ္စာကိုရှုရင်သမုဒယကွာမယ်လို့ဆိုတဲ့အတိုင်းဒုက္ခပရမတ်ပေါ်မှာထားတဲ့သမုဒယတော့ကွာတာပဲကွာတဲ့အတွက်និရောဓဖြစ်မယ်လို့ဆိုတဲ့အတိုင်းပဲဒုက္ခပရမတ်ရဲ့និရောဓတော့ဖြစ်တာပေါ့ဒုက္ခပရမတ်ရဲ့និရောဓဖြစ်တဲ့အခါကျဘာဖြစ်တုံးလို့ဆိုရင်တော့လဟာပြင်ဖြစ်တယ်ဒီလူလဟာပြင်နဲ့နေရမှာပေါ့လို့ဒီလိုပြောရမှာပေါ့နော်တို့လူကျင်တာလဟာပြင်မှမဟုတ်ဖဲ
လာပြင်ကလွတ်မြောက်တာလားလာပြင်ကလွတ်မြောက်တာမဟုတ်ဘူး